တနာယူ ဖြစ်တယ်မန်နေဂျာမန်နေဂျာဘာလဲကွာဒီဟိုတယ်မှာမန်နေဂျာမရှိဘူးလားဟေးမန်နေဂျာ အော်ကျွန်တော်မန်နေဂျာပါအဖ အေးငါသား ကိုကြီး အာဘလို့ခေါ်လိုက်တာလဲဒီစတဲ့ဒီစင်အဖလားကွာ သပင်းနေဖြူးနေတော့လေ အဲ့ဒါစတိုင်ဆိုတာစတိုင်အခုမှအသက်က35တော့ဝင်ကောင်းမလားမဝင်ကောင်းမလားစဉ်းစားနေလို့ရှိတယ်မင်းစကားကိုစင်ကြင်ပြောကွာနားလေလားမင်းမန်နေဂျာလား ဟုတ်ကဲ့ဗျ အေးမင်းဟိုတယ်ကဝန်ထမ်းနှစ်ကောင်လေငါကောင်မလေးနားမှာရစ်တည်ရစ်တည်နဲ့ပြဿနာရှာနေတယ်အဲ့တော့ကိစ္စကိုမင်းရှင်းပေးမလားငါတော့ဟုတ်လဲကြားတယ်ငါဖုန်းဆက်လိုက် မလို့ပါနဲ့ဗျမလို့ပါနဲ့ ဟေးခေါ်ပြန်လားပါ ဘလို့ အကိုကြီးအော်ဟုတ်ကဲ့ကိုကျွန်တော်ရှင်းပြပါမယ် ရှင်းလိုက်ကြလား ဟုတ်ကဲ့ဖုန်းကြောင်း ညာဟမ်ဘာလဲတဲ့ ကိုကောင်းနေကိုကြောင်းနေလေကျွန်တော်ရှင်းပေးမယ်ကိုဟုတ်ကဲ့ ငါတင်လိုက် ငါတင်လိုက်မယ် ငါတင်လိုက်ပါမယ် ငါတင်လိုက်ပါမယ်ကွာဟောငါတင်လိုက်မယ်လို့ငါတင်မယ်လို့ ငါတင်မယ်လို့ပြောနေငါတော့ဟုတ်တယ်ညနေမလားမကျဖြစ်နေကြမကျ ဟဲ့လေမင်းတို့ကဘလို့ပြက်နေတာတော့ ငါဒီဦးသမီးအိတ်ကိုငါတို့တဲပေးမလို့ကွာ ကျေးဇူးတင်နေငါဟာမင်းမိုင်းနဲ့ငါဖျဲလိုက်လိုင်းစမှုတွေထုတ်တော်မယ်နော်ဘာငါသမီးရမှာလဲကွာ ဦးလေးသမီးမဟုတ်ဘူးဒါပါ ဟာဒီစင်းနဲ့ဒီစင်းသမီးဖြစ်မလားအဲ့ဒါငါကောင်ပါလိနားလေလား ဟောဦးလေးကောင်းပါလိမ့်လား အေး ကြောက်ဦးလေးတင်လား အေးမင်းလာဟဲ့နေတော့ရော့မင်းတဲ့ အော်အကိုကြီးဟိုကျွန်တော်က မန်နေဂျာလည်းသိရမှာပဲသိရော့ အော်ဟုတ်ကဲ့အော်ကွာတနာယူ ဖြစ်တယ်မင်းများနေပြီနော်မင်းများနေပြီ